အားလုံးပဲမင်္ဂလာပါရှင် MC စုပြေဆိုလင်းဖြစ်ပါတယ်စုပြေအခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့စုပြေရန်ကြိုက်ရတဲ့ Blackpink အဖွဲ့ဝင် Lisa ရဲ့ထူးခြားတဲ့သတင်းလေးတစ်ခုပေါ့ရှင်အဲ့ဒါလေးကိုတင်ဆက်ပေးချင်တာပါအခု World Cup ကလည်းမကြာမီချိန်တွင်းမှာစတင်တော့မှာဖြစ်တယ်အဲ့တော့အဲ့ဒီ World Cup အတွက် Nike ကနေပြီးတော့ကြော်ညာတစ်ခုတင်ဆက်ပါတယ်အဲ့ကြော်ညာမှာဆိုကဘာကျော်ဘောလုံးသမားတွေအများကြီးဒိတ်ကျအမှုပညာရှင်တွေအများကြီးပါဝင်ပါတယ်အဲ့မှာစပစ်ရန်ကြရတဲ့ Lisa ကလည်းဒီလိုမျိုးဒိတ်ကျဲတွေနဲ့အတူတူပါဝင်တဲ့ဒါကိုရီးယားရဲ့ပထမဆုံးအမှုပညာရှင်လို့ပြောလို့ရပါတယ်ဒီကြော်ညာလေးကလည်းအရန်မိုက်တယ်အဲ့တော့အားလုံးပဲဒီကြော်ညာလေးကိုကြည့်ရှုလိုက်ပါအောင်ရှင် Lisa ကဘယ်လိုနေရာမှာပါဝင်နေဆိုတာလေးကိုလည်းစပစ် highlight လေးလုပ်ပြီးရှေ့မှာတင်ဆက်ပေးထားပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကြည့်ရှုပါအောင်ရှင်ဒီကြော်ညာရဲ့ original ဒီလုံးတန်လေးကိုတော့စပစ်ဖြောက်ထားပါတယ်ဘာလို့ဆိုတော့ copyright ညမှာဆိုလို့ပါဒီကြော်ညာထဲမှာဆိုရင်တကယ်ကိုဒိတ်ကျအမှုပညာရှင်တွေဖြစ်တဲ့ Kim Kardashian တို့လို့သူမျိုးတွေသူအရန်မိုက်တယ်ပေါ့နော်ဒီသူရဲ့ fashion တွေဆိုလဲစပစ်တအားကြိုက်တာနောက်ဘောလုံးသမားတွေမှာဆိုစပစ်ဒီကြော်ညာကိုကြည့်ပြီးအချိန်မှာတွေ့လိုက်တာဟာလန်တို့စီရိုနယ်ဒိုတို့ပေါ့နော်နောက်ပြီးတော့ပါတယ်ဆိုတော့ပါတယ်အများကြီးပဲဆိုပြီးတော့တချို့မတိတဲ့ဘောလုံးသမားဒီနာမည်ကျော်ကြီးလဲပါနေရပါတော့အဲ့တော့တိတဲ့လူတွေကလည်းမှန်သွားပေးပါအောင်တကယ်ဒီဘောလုံးသမားရာဒီကဘာကျော်ဘောလုံးသမားဘသူတွေပေါ့ရှင်အဲ့လိုမျိုးလေးအခုမှမှန်သွားပေးပါတချို့တကယ်ကိုပေါ့နော်အရန်တော်တဲ့ဘောလုံးသမားတွေပါနေရဒီထဲမှာဒါပေမဲ့ဆိုပြီးတချို့လူတွေတော့မသိဘူးဘာလို့ဆိုပြီးဘောလုံးကတော့ကြည့်ရဆိုမှကိုကြိုက်တဲ့အသင်းလောက်ပဲကြီးဖြစ်တာဆိုတော့တခြားကိုမကြီးဖြစ်တဲ့အသင်းကဘောလုံးသမားဆိုတော့ဆိုပြီးမသိဘူးပေါ့နော်ဒါပေမဲ့တကယ်ဒိတ်ကျဲအရန်နာမည်ကျော်တဲ့ဘောလုံးသမားဆိုတော့ဆိုပြီးတော်တော်များသိပါတယ်ပြီးတော့ဘောလုံးကစားနည်းကိုလည်းအရန်ကြိုက်တဲ့ကစားနည်းအဖြစ်စိတ်ထဲမှာရှိရတော့ငယ်တည်းကအဲ့လိုမျိုးဘောလုံးပွဲတွေဆိုတော့များလေးကြီးဖြစ်တယ်အဓိကအပြင်တော့ဒီကဘာလားဆိုရင်အရန်ကြိုက်တော့ဒီဖွင့်ပွဲကအစာမလွတ်အောင်ကြည့်ရတဲ့မှာပါတယ်ပေါ့နော်ပြီးတော့ဒီမနစ်ကဆိုရင်စုပြအားပေးတဲ့အတင်လီဆာဆိုရဲ့လီဆာလေးပါလာတဲ့ကြော်ညာမှာအဲ့တော့မနစ်ကဆိုလွန်ခဲ့တဲ့4နှစ်ကပွဲမှာဆိုရင်အာဂျင်တီးနားကိုစုပြအားပေးရတောက်လျှောက်ပေါ့နော်ဆိုတော့ဖလားရသွားတဲ့အထိအာဂျင်တီးနားအတင်ကချန်ပီယံဖြစ်သွားတယ်ဆိုတော့အယမ်းဝမ်းသာတာကိုအားပေးရဲ့အတင်ကချန်ပီယံဆုဖလားရရှိရဆိုတော့လေအဲ့မှာဆိုရင်မက်ဆီကိုစုပြကြိုက်တာဟုတ်မက်ဆီကိုကြိုက်တော့သူ့အင်ကြီးတောင်စုပြဝယ်ထားပါတယ်အဲ့အာဂျင်တီးနားပွဲကန်ပြီဆိုတော့အဲ့မက်ဆီအင်ကြီးထုတ်ဝေပြီးတော့အားပေးရတာပေါ့နော်တကယ်အသက်ကုန်အားပေးရနောက်ချန်ပီယံဖလားကြီးပါဆုခူးသွားတယ်ဆိုတော့အရန်ပြောရပါတယ်ဒီနှစ်တော့ဘယ်အသင်းကိုအားပေးရမလဲဆိုတာစဉ်းစားလို့မရသေးဘူးစိတ်ထဲမှာကြိုက်နေတာလည်း3သင်း4သင်းလောက်ရှိနေတာပေါ့နော်ဆိုတော့ညီမပဲဘယ်အသင်းလေးတွေအားပေးဖြစ်မလဲတော့မသိဘူးအဲ့တော့ဘယ်အသင်းကချန်ပီယံရနိုင်မယ်လို့တော့ထင်လဲပေါ့နော်အဲ့ဒါလေးလည်းမှန်သွားပြီပါအရင်နှစ်ကခံမှန်းတာတော့ဆိုပြဒီအာဂျင်တီးနားမှန်ပါတယ်မက်ဆီအားပေးဖြစ်တာဆိုတော့အာဂျင်တီးနားအတင်းချန်ပီယံရတာမှန်သွားဒီနှစ်လည်းဘယ်အသင်းဖလားရမလဲဆိုတော့ကိုယ့်အကူလည်းခံမှန်းကြည့်လိုက်အောင်ပါပေါ့နော်စိတ်ထဲမှာဒီနှစ်ကလည်းအထူးဟာတွေဖြစ်နေကြိုက်တာလည်း4သင်းလောက်ရှိနေတာဆိုတော့လေကဲကြော်ညာလေးကိုဆက်ပြီးကြည့်ပါအောင်တကယ်လို့ဒီလုံးနဲ့ကြည့်ကျင်တယ်ဆိုရင်တော့အဲ့ Nike ကြော်ညာမှာ original မှာတွားပြီးကြည့်ပါဆိုပြတော့ copyright ကြီးမှာဆိုလို့ဒီလုံးတွေကုန်ဖြောက်ပလိုက်ပါတယ်အဲ့တော့အယုတ်လေးပဲကြည့်ပေါ့နော်ပြီးတော့ဒီနှစ်ဘယ်သူကမ္ဘာဖလားရမလဲဘယ်အသင်းကမ္ဘာဖလားချန်ပီယံဆုခူးမလဲဆိုတာလည်းမှန်သွားပေးပါမှန်တဲ့သူတွေကိုအားဝပေးမယ်စားတာနော်ကဲအဲ့တော့အဓိကတော့ဝမ်းတာနေရသူပြဘာရဲဆိုတော့ဘာလို့ဝမ်းတာနေလဲဆိုတော့ဒါဆိုပြရမ်းကြိုက်တဲ့Lisa ပေါ့ Blackpink အဖွဲ့ဝင် Lisa အခုလိုမျိုးကြော်ညာအကြီးမှာအတိတ်ကျင်းနဲ့အပြိုင်ပါဝင်ထားခွင့်ရတယ်ဆိုတာနဲ့အရန်ကိုဝမ်းသာနေပါဘောနော်အဲကြောင့်ဒီကြော်ညာလေးကိုတော်လေးကြည့်ပါပြီးတော့ဆိုပြအခုပြောတဲ့အကြောင်းအရာလေးတွေကိုလည်းအကုန်လုံးကပေါ့နော်ခံမှန်းပြီးပေါ့နော်ကမ္ဘာဖလားတော့ဘယ်သူရမှာဘယ်အသင်းရစုခူးမှာစသဖြင့်ပေါ့ရှင်အဲ့တော့အတူတူရင်ခုန်ကြအောင်ဒီလာထဲမှာပဲဒီကမ္ဘာဖလားဖွင့်ပွဲကြီးရလဲကြည့်ရတော့မှာဆိုဘလောက်ရင်ခုန်ဖို့ကောင်းလဲနော်အဲ့တော့ကမ္ဘာဖလားကိုအားပေးတဲ့သူတွေအားလုံးရင်ခုန်ရမယ်ပွဲစဉ်တွေကိုမလွတ်တမ်းအားပေးရင်းနဲ့အခုဒီစားရဲ့အောင်မြင်မှုတွေလည်းလက်ခုပ်တန်းတွေတီးပေးသွားပါအောင်ယေဒါကတော့စီရနတိုပါမီးတွေလောင်နေကြားတွေကနေဘောလုံးယူပိုက်ပြီးထွက်လာတာအဲ့သူသိပါတယ်စီဘာစီစန်ထရစီလားဟုတ်တယ်နော်စန်ထရစီမလားခုနကတယောက်ကမလေးဘောလုံးတစ်လုံးတော့ကိုလိုက်နေအသင်းပေါင်းဆောင်ကစားသမားအတော်အကျော်အမော်တွေဘယ်အသင်းကနေပြီးဘလို့ဒီကမ္ဘာဖလားကိုရသွားမလဲမသိဘူးမှာကြားတာသူတို့ရဲ့အကျိတ်နဲ့ရှင်ပြိုင်မှုတွေရှ
ရှင်ပြိုင်မှုတွေကိုပြနေတာဟာလန်ကတော့ easy ပဲဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်နဲ့ရမ်းမိုက်တော့ကြော်ညာကြီးဒီကြော်ညာစရိတ်ကတော့နော်တကယ်ကိုဘီလီယံတော်တော်ကြီးကိုချီမယ်ကြော်ညာကြီးကိုရီ10သက်တောက်ထိုင်စားလို့ရမယ်ကြော်ညာစရိတ်ကြီးနေမှာနော်အားကြလိုက်တာသူများနိုင်ငံကြီးရဲ့ချမ်းသာမှုကြီးကိုကဲယေဘရာဇီးအသင်းကဆွဲလာပြီဘရာဇီးဆွဲလာပြီကဲနံပါတ်9ဘရာဇီးကရှေ့ကိုတင်လိုက်ပြီခင်ဗျာဘောလုံးကြီးလေးပေါ်မှာမြောက်နေပါပြီရိုနယ်ဒိုကြည့်နေတယ်ပြင်သစ်အသင်းကလည်းကြည့်နေပြီတယောက်သိပါတယ်ပြင်သစ်ကဘယ်လိုတို့လိုက်ကဲဟိုမှာတိတ်ကျဲတွေပဲကြော်ညာတခုလုံးဘောလုံးကဘယ်ဘက်ထဲကိုဂိုးဝင်သွားမလဲကြည့်ရမနော်ဟာလန်နောက်ကနေပြေးလာပြီရိုနယ်ဒိုလည်းကြောင်ပြီးတော့ကြည်နေရပြီဘောလုံးရက်လေးပေါ်မှာပြန်နေကြော်ညာမိုက်စားယူကြည်ပြီးသွားပြီမလားအားလုံးကဒိတ်ကျဲတွေပဲပါဝင်တဲ့ကြော်ညာဆိုတော့ဒီမှာလီဆာလည်းပါဝင်ခဲ့ပြီဆိုတော့ဒါဒိတ်ကျဲလီဆာဖြစ်သွားပြီပါရှင်အရန်ဝမ်းသာနေပါတယ်လီဆာဖန်တယောက်အနေနဲ့